အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောချင်တာကတော့ရွှေစည်းလုံးပေါ့နော်ဒီချိန်မှာဝယ်ထားတင်လားမဝယ်ထားတင်လားပေါ့နော်ဒီချိန်မှာဒီနေ့ရွှေစည်းရဆိုရင်ဒီချိန်မှာလောက်ထိစည်းကြအောင်တယ်ပေါ့နော်လောက်ထိစည်းတော့ဆိုရင်ဆက်ပြပြပါမယ်ဒီနေ့တော့6300မီလီယံမနေ့ကတော့နည်းနည်းဒီလိုလေကြာပါတယ်ပေါ့နော်အခုချိန်မှာဝယ်ဆုံးထားမယ်ဆိုရင်ဝယ်တဲ့သူတွေအတွက်ဆိုတော့ဝယ်စုထားတင်တယ်ပေါ့နော်ဝယ်နေတဲ့သူတွေအတွက်တော့ရောင်းမယ်လို့စဉ်းစားထားတဲ့သူတွေအတွက်တော့ဒီချိန်မှာမရောင်းသေးပါဘူး။အဲဒါဆိုတော့လုံးဝအစားတိုင်းချက်ခဲနေလို့ဆိုတော့အပေါင်းဆိုင်ဖြစ်ဖြစ်လေအဲ့ဒီလိုနေရာမှာခဏပြီးဆိုရပေါ့နော်။ဆိုမှထားတဲ့တင်ထားလို့ရှိပြီပါ။အဲဒါဆိုတော့ရွှေဆိုင်တော့တစ်ပတ်ပေါ့ရှင်နေတိုးရတယ်နဲ့မြင်ပါတော့။ဒါဒီကဆိုရရှိမှတော့ပေါ့ဆိုလို့ရှိရင်တော့တော့မမြင်ပါဘူးနော်။အားလုံးကျေးဇူး